ခါတော့ကမြတ်စွာဘုရားရှင်လက်ထက်တော်အခါတော့ကတကောအလွန်ကြီးမားပြီးမြတ်စွာဘုရားကိုအလို့အကျွေးပြုနေတဲ့ရှင်သာကထဆိုတဲ့ယဟန်တစ်ပါးရှိခဲ့ဘူးပါတယ်အရှင်သာကထဟာယဟန်တစ်ပါးနဲ့တူခရီးသွားလာနေစဉ်မြေကမ်းဆက်တစ်ခုအရောက်မှာကြီးမားတဲ့နဂါးတစ်ကောင်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်အရှင်သာကထဟာလည်းအလွန်တကောကြီးမားတဲ့ယဟန်တာဖြစ်တာကြောင့်နဂါးရဲ့တိုက်ခိုက်မှုကိုပြန်လည်တုတ်ပြန်ပြီးအရှင်သာကထနဲ့နဂါးတို့ဟာကောင်းကင်ယံမှာသူနိုင်ကိုယ်နိုင်အားပြိုင်ခဲ့ကြပါတယ်အရှင်သာကထရဲ့တကူတော်ကြီးမားပုံကိုမြဝထင်ထင်တွေ့မြင်လိုက်ရတဲ့ရွာသူရွာသားတွေဟာအလွန်ပဲအံ့ဩသွားခဲ့ကြပါတယ်နဂါးကြီးဟာသူ့ရဲ့တိုက်ခိုက်မှုတွေအရာမဝင်တဲ့အတွက်အလွန်ပဲဒေါသထွက်နေခဲ့ပါတယ်နောက်ဆုံးမှာတော့အရှင်သာကထဟာသူ့ရဲ့တကူတော်နဲ့နဂါးကြီးကိုအေးအေးဆေးဆေးပဲအနိုင်ယူနိုင်ခဲ့ပါတယ်နဂါးကြီးကိုအနိုင်တိုက်နိုင်ခဲ့တဲ့အရှင်သာကထကိုရွာသူရွာသားများဟာအလွန်ပဲဝမ်းမြောက်ဝမ်းသာဖြင့်ကြိုဆိုခဲ့ကြပါတယ်။တနေ့မှာတော့ရွာသူရွာသားတွေဟာအရှင်သာကထကိုဂုဏ်ပြုတဲ့အနေနဲ့တစုံတစ်ခုလှူမယ်လို့ဆုံးဖြတ်လိုက်ပြီးမြည်သည့်ပစ္စည်းကိုလှူရမည်မသိ၍အခြားသောယဟန်များအားမေးလျှောက်သည့်အခါတန်ဃာတော်တွေကငါတို့ယဟန်တွေမှာအလှူခံစရာများများဆဆမရှိဘူးအကုန်လုံးပြည့်ပြည့်စုံတယ်ဒါပေမဲ့မရှိတာဆိုလို့အရက်ပဲတကယ်လို့လှူကျင်တဲ့ပဆိုရင်အရက်ကိုလှူနိုင်တယ်လို့မိန့်လိုက်တဲ့အခါရွာသူရွာသားများဟာတရားစိတ်တွေအလွန်ထက်သန်နေတာကြောင့်ယဟန်နဲ့အရက်အဆက်အိမအဆက်အိမစင်စားမစင်ရှင်မိတော့ပဲအရှင်သာကထလာရလမ်းမှစောင့်ကြို၍ငွေဖလားကြီးဖြင့်အရက်ကိုစက်ကပ်လှူဒန်းခဲ့ပါတော့တယ်အရှင်သာကထလည်းရွာသားတွေစက်ကပ်လှူဒန်းတဲ့အရက်ကိုလက်ခံလိုက်ပြီးရွာအပြင်ကတက်ပေတပင်အောက်မှာတောက်သုံးမိခဲ့ပါတယ်ခင်ဗျာဒီလိုနဲ့အရှင်သာကထဟာအရက်အလွန်အကျွံမူးသွားတာကြောင့်မြတ်စွာဘုရားရှိရာကျောင်းတော်သို့မရောက်ရှိနိုင်တော့ပဲလမ်းဘေးတနေရာမှာထိုးအိမ်နေပါတော့တယ်ထိုသတင်းကိုကြားသိရတဲ့မြတ်စွာဘုရားဟာအရှင်သာကထရှိရာစီသို့ရောက်ရှိလာပြီးအခြားသောယဟန်များအားအရှင်သာကထကိုကျောင်းတော်သို့တည်ခိုင်းစေခဲ့ပါတယ်ကျောင်းတော်သို့ရောက်ရှိတဲ့အခါအရှင်သာကထဟာဘုရားကိုပင်ဂရုမစိုက်နိုင်တော့ပဲဘုရားရှိရာဘက်သို့ခြေထောက်ထိုး၍အိပ်ပျော်နေခဲ့ပါတယ်ထိုအခါမြတ်စွာဘုရားကယဟန်တို့အရှင်သာကထဟာဟိုတလောကနဂါးတကောင်ကိုတောင်အနိုင်တိုက်နိုင်ခဲ့တယ်အခုအရှင်နေမှာနဂါးကိုတိုက်နိုင်မအောင်မလားလို့မေးလိုက်တဲ့အခါယဟန်များကမတိုက်နိုင်တော့ပါဘူးဖေဟာလို့ပြန်ဖြေကြပါတယ်ပြီးတော့မြတ်စွာဘုရားကယဟန်တို့တချိန်ကအရှင်သာကထဟာငါ့အပေါ်မှာအလွန်ယိုသေးလေးစားတဲ့ယဟန်တစ်ပါးဖြစ်တယ်အခုငါဖျားရှိရာဘက်ကိုခြေထောက်ထိုးပြီးအိတ်နေတယ်ငါ့အပေါ်မှာယိုသေးလေးစားမှုရှိသေးရဲ့လားလို့ယဟန်များအားမေးလိုက်တဲ့အခါယဟန်များကမရှိတော့ပါဘူးဖေဟာလို့ပြန်ဖြေကြပါတယ်အဲ့ဒီတော့မှမြတ်စွာဘုရားကသာသနာဆိုတာတိလသမာဓိပညာအဖြစ်ကြီးပွားအောင်ကျင့်ကြံရတာဖြစ်ပြီးယခုကဲ့သို့ယဟန်များအရက်မူးနေပါကတိလသမာဓိပညာအဖြစ်ကြီးပွားနိုင်အောင်မလားလို့မေးလိုက်တဲ့အခါယဟန်တော်များကမကြီးပွားနိုင်တော့ပါဘူးဖေဟာလို့ပြန်ဖြေကြပါတယ်အဲ့ဒီအချိန်ကစပြီးဗုဒ္ဓမြတ်စွာဘုရားဟာယဟန်တန်ဃာတော်များအရက်သေးစာတောက်တုံးချင်းတားမြစ်ရှဲဥပဒေကိုယဟန်တန်ဃာတော်များစောင့်ထိန်ရမယ့်ဝိနည်းထဲမှာထည့်သွင်းဖော်ပြခဲ့ပါတယ်ယဟန်တန်ဃာတော်များကလည်းမြတ်စွာဘုရားထုတ်ပြန်လိုက်သည့်ဝိနည်းတော်အားတညီတညွတ်ထဲထောက်ခံလိုက်ကြပြီးယခုအချိန်ထိလက်ခံကျင့်သုံးလိုက်နာခဲ့ကြပါရခင်ဗျာ